ကျမအမိကရှုလံပါသေးငယ်တဲ့တိုဘူးဆိုင်လေးနဲ့6နှစ်သမီးလေးရှောင်းမန်ကိုလက်တွဲပြီးရက်တည်နေပါတယ်ရွာသားတွေကတော့ကျမမှာကံမကောင်းဘူးလို့ပြောကြပါတယ်ခန္ဓာကိုယ်မှာလည်းတိုဘူးနဲ့တွေထွက်နေပြီးဖခင်မရှိတဲ့တီးတန့်သမီးလေးတစ်ယောက်လည်းရှိနေတော့ဘယ်တော့မှလင်းယောက်ကြားရမှာမဟုတ်ဘူးတဲ့စိတ်ညစ်စရာပါပဲအကူကြီးရဲ့ဒါပေမဲ့ကျမတီးခံနိုင်ပေမဲ့ရှောင်းမန်ကတော့မခံနိုင်ဘူးလေဘသူမှသူ့ကိုဖခင်မဲ့ကလေးလို့မခေါ်ကြစေဖို့အတွက်မာကွေကိုဖခင်တစ်ယောက်ရှာပေးဖို့တောင်းဆိုခဲ့တာပေါ့ဟေးရှုလန်ငါလူကောင်းတစ်ယောက်ရှာတွေ့ပြီးမြို့ကလူတစ်ယောက်အိမ်နဲ့မြို့ပြအိမ်တော်စုစရင်ပါရှိပြီးစက်ယုံကနေလာတာလေသူကနီးပညာရှင်ပါဒါပေမဲ့ခြေထောက်မှာပြဿနာရှိလို့ဗီတက်ကလာထိုင်သုံးရတယ်မင်းလိုဝင်ထုတ်ဝင်ပိုးရှိတဲ့သူအတွက်အဆင်ပြေပါတယ်ရှုလန်ဘာတွေကိုရွေးချယ်နေသေးတာလဲဖခင်မဲ့ကလေးတစ်ယောက်ကိုခေါ်ထားရတာလေဘသူကမဆိုမင်းကိုလိုချင်နေဆိုရင်သူ့မိသားစုကရှောင်းမန်ကိုတကယ်စရင်သွင်းပေးနိုင်တာကိုပဲမင်းကံကောင်းလို့ကျေးဇူးတင်တာပေါ့ဘလို့ပဲဖြစ်ဖြစ်သူ့ကိုလက်ထပ်လိုက်ရင်ကလေးကမင်းနောက်ကိုမြို့ပေါ်လိုက်သွားရမှာပဲလေဒါကအခွင့်အရေးကောင်းတစ်ခုပဲဟိုတို့ဖူးဆက်ယုံကိုလည်းဆက်မတွေ့တော့နဲ့တော့စောစောလက်ထက်လေးစိုးရင်ပူပန်မှုတွေကနေစောစောလွတ်မြောက်လေပေါ့ကောင်းပြီလေတကယ်တေချာလို့လားမိကဆုံးကြံရတကယ်ပဲလက်ထက်တော့မှလားကလေးကိုပါဆိုင်ကိုခေါ်သွားပြီးတော့ပေါ့သူ့ဘဝကဒီတိုင်းပဲတစ်သက်လုံးဖြစ်သွားမှာပေါ့ပြီးတော့သူတို့သမီးလက်ဖွဲ့ငွေကြေးကောမြို့ကလူတွေကဘာမှမပါပဲလူတစ်ယောက်ကိုခေါ်သွားလို့မှမရတာဟုတ်တယ်မလားဘာလို့အိတ်နေတာလဲဒီငွေတွေကိုရှုလန်အတွက်ဆိုပြီးအရင်သိမ်းထားတာလေသူမိဘတွေကအစောကြီးတွေကဆုံးသွားကြတာဒီနှစ်တွေတခြားလုံးဘသူတွေကထမင်းတလုံးရေတငုံနဲ့မွေးမြူခဲ့ကြတာလေဒီလက်ခွဲဆိုတာကလည်းဒီနှစ်တွေတခြားကျေးဇူးရှင်ဖြစ်ဆက်တာလို့ပဲယူဆရမှာပေါ့ဘသူကဘသူကိုမွေးမြူခဲ့တာလဲအတော်ကြီးဘာတွေပြောနေတာလဲအတော်နဲ့ဦးလေးတို့သာလက်မခံခဲ့ရင်မင်းကအငှက်ဘေးနဲ့တေးသွားလောက်ပြီးရှုလန်မင်းဒီလောက်ကျေးဇူးကမ်းလို့မရဘူးလေအတော်ကဘလောက်ပဲမကောင်းတာဖြစ်ပါစေမင်းကိုနေစရာတော့ပေးခဲ့တာပဲဒီလိုဘူးကျိတ်ဆက်ကကျမမိဘတွေခြံထားခဲ့တာလေဒီကျိတ်ဆုံကိုဖခင်ဖြစ်သူကသူ့ရဲ့ကိုယ်ပိုင်လက်နဲ့ထုလုပ်ခဲ့တာအခန်းထဲကအိုးကြီးကိုလည်းမိခင်ဖြစ်သူကသူ့ရဲ့စုငွေနဲ့ဝယ်ခဲ့တာလေခင်ဗျားတို့ဒီကိုပြောင်းလာတာ10နှစ်ရှိပြီအိမ်လာကတပြားမှမပေးခဲ့ဘူးဘာတွေစည်ရင်လုပ်နေတာလဲမိသားစုချင်းအတူတူဘလို့ကြောင့်ဒီလောက်တိတိကျကျတွက်ချက်နေရတာလဲကျွေးမိတွေကျေးဇူးတရားတွေအကြောင်းအရင်စပြောခဲ့တာခင်ဗျားတို့လေအဲ့ဒီအတွက်ကြောင့်အခုအချိန်ခါတွေလွဲကုန်တာပေါ့ကျမအသက်10နှစ်ကလေးကတိုးဘူးချိတ်ပြီးဈေးထဲမှာစိုင်တင်ခဲ့တာတစ်လကိုစားစရိတ်$20ပေးခဲ့တယ်10နှစ်အတွင်းမှာအနည်းဆုံးကို2000ကျော်ရှိနေပြီးနှစ်တစ်ကူပွဲတော်တွေမှာစံအိတ်တွေအထည်လိပ်တွေအဲ့ဒီထဲကဘယ်အရာတွေများမင်းခန်းနဲ့ငါမတည်ပေးခဲ့ဘူးလို့လဲမင်းအတိတ်ပဲမရှိတာတွေပြောမနေနဲ့ဘယ်ကလေးကကိုယ့်အိမ်မှာမစားဘဲနေလို့လဲမင်းကိုယ်တိုင်တင်ခဲ့တဲ့လက်ရအမှတ်သားကိုအခုထိမင်းမမိသေးတာပဲအခုတော့မင်းတောင်မန်တွေတောင်းလာပြီဆိုပြီးစစ်မှန်တဲ့ဆိုင်တစ်ခုတီထောင်လိုက်ရုံနဲ့မြို့ပေါ်မှာသွားပြီးပျော်ပါနေတယ်လို့ထင်နေတာလားလက်ဖွဲ့ငွေကငါအတွက်မင်းအတွက်မဟုတ်ဘူးငါ့ကိုငွေတောင်းဝင်နေပေါ့ငါတောင်းနေတာမဟုတ်ဘူးငါဟာငါပြန်တောင်းနေတာယူလိုက်တော့ဒီရှိရကိုယူပြီးမင်းဆိုင်မှာပဲဆက်သုံးလိုက်တော့ဆိုင်ချီတောင်းနဲ့ဝင်ထုတ်ဝင်ပိုးတွဲနေတဲ့ကန်ကြမာမျိုးနဲ့ပဲမင်းကြုံရမှာပါအဟမ်းဟုတ်ကဲ့အရှုလန်ကိုဘသူတွေလာရှာတာလဲအရှုလန်ကိုရှာပါငါကသူ့ရဲ့တော်ရင်ဘဲလေပြောစရာရှိတာငါ့ကိုပြောပါငါကချမ်းမိသားစုကတို့သမီးကိုလာခေါ်ဖို့ဆေးလွတ်လိုက်တဲ့ကိုယ်စလဲပဲချမ်းရရှမ်းကအသွားအလာမလွယ်ကူဘူးမိသားစုကမြို့ပေါ်ကိုသွားဖို့မင်းနဲ့ကလေးကိုလာခေါ်ခိုင်းလိုက်တာတကယ်ပဲသူ့အတွက်လာကြတာလားဆိုင်တဆိုင်တီထောင်ဖို့နဲ့ပြီးတော့ကားငယ်လေးတစ်စီးလည်းရှိတယ်ဘယ်လိုမျိုးပြလူမျိုးလဲဟုတ်တယ်ရှုလန်တော်ခုနကကျမပြောခဲ့တာတွေကစိတ်ဆိုးလို့ပါဟိမြို့ပေါ်ကိုပထမဆုံးအကြိမ်သွားရတာဆိုတော့တစုံတစ်ယောက်ကလိုက်ပါဖို့လိုမယ်ဆိုတာသိချပါတယ်မြို့ပြလူတွေရဲ့အနိုင်ကျင့်တာကိုမခံရအောင်ကျမနဲ့မင်းရဲ့ဝမ်းကွဲညီမတို့လိုက်ပို့ပေးမယ်လေဟုတ်တယ်မလားအမေသမီးလဲလိုက်မယ်ကားငယ်လေးပေါ်မှာတခါမှမစီးဘူးဘရင်ဆောင်ကဘယ်မှာလဲလက်မပါတဲ့ယောက်ျားနဲ့လက်ထက်ရတဲ့သူရဲ့အခြေအနေကဘယ်လောက်ဆိုးလဲဆိုတာကိုတွားကြည့်ချင်ရုံပါပဲရွာကိုပြန်ရောက်ရင်ပြောစရာအတင်းအဖျင်းတွေအများကြီးရှိလာအောင်လို့ပေါ့လူနှစ်ယောက်ပဲတက်လို့ရတယ်ကားမှာလုံလောက်တဲ့နေရာလို့ရှိပါတယ်ဒါဆိုရင်โอเคတာပေါ့အားလုံးကမိသားစုတွေကြီးပဲလေအမေတကယ်ပဲမြို့ပေါ်ကိုတွားကြမာလာအင်းမျိုးကကလေးတွေကလည်းတမီးကိုစော်ကားကြမှာလားအမေစော်ကားမခံရအောင်လုပ်ပေးပါတော့မျိုးဆိုတာကကွာခြားတယ်လေညီမလေးရတာကမင်းအတွက်ကံကောင်းခြင်းပဲမင်းရဲ့နောက်ထပ်ဆိုင်ကမျိုးပေါ်မှာဖြစ်လာမှာပါနောက်ပြောင်နေတာမဟုတ်ဘူးအဲ့ဒီလူရဲ့ခြေထောက်ကမကောင်းဘူးမင်းကပိုးပြီးအလုပ်ကြိုးစားရမယ်ညစ်ပတ်တာကိုမငီးနဲ့ပင်ပန်းတာကိုလည်းမငီးနဲ့တော့ဘလို့ပဲဖြစ်ဖြစ်တူဖူးလုပ်ရင်းနဲ့အ ਨੇ ဆုံးတော့မင်းစင်ရဲ့ဒုက္ခမရောက်ခဲ့ပါဘူးအိုဖျားသခင်မင်းကဘာလို့ဒီလောက်တောင်လောဘကြီးရတာလဲဒီလူကအတုံးမကျတဲ့သူလို့မပေါ်ပါဘူးမင်းကရှုလန်ပဲလားဒီခန်းထဲမှာဘာအနံ့တွေရနေတာလဲညီမလေးဒါကမင်းရဲ့ယောက်ျားပဲအဟင်းမြို့ပြလူတွေတိုင်းကောင်းမနေကြပါဘူးဟုတ်တယ်မလားဒီခန်းကငါတို့ရဲ့တူဖူးခန်းလောက်တောင်နှွေးထွေးမှုမရှိဘူးဒါပေမဲ့သူတို့မှာမြို့ပြအိမ်အောင်စုစရင်ရှိတယ်ညီမလေးဒီကစပြီးမင်းသူ့ကိုတေချာပြုစုပေးရမယ်မင်းရဲ့တူဖူးနှံ့ကိုသူညီးတွားတာမျိုးမဖြစ်စေနဲ့ကြားပြီလားနောက်တရားဖို့အတွက်မင်းမအချိန်ရှိသေးတယ်လုံလောက်မြင်ပြီးပြီပဲဘလို့သဘောထားမျိုးလဲငါကမင်းအတွက်ပူပန်ပေးနေတာမဟုတ်ဘူးစိုးရင်ပူပန်တာပြီးသွားပြီမို့ငါပြန်တော့မယ်ညီမလေးဘတ်စကားနဲ့ဒီအထိလိုက်ပို့ပေးပြီးတော့မှငါတို့ကိုဒီကနေမောင်းထုတ်နေတာပေါ့ဒီကစပြီးဒါကငါအိမ်ပဲရဲချင်နေဆိုရင်ဟွိုင်းရှူဝန်ကိုပြန်ပြီးသွားရဲကြတော့တေချာတယ်မင်းမျိုးပေါ်ကိုရောက်တာနဲ့သဘောထားတွေပြောင်းလဲသွားပြီးရှူလန်ရေးဒီလိုအိမ်ဆုပ်လေးထဲမှာမင်းဘယ်နှစ်ရက်များဆက်ခံနိုင်မလဲကြည့်ရသေးတာပေါ့ညီမလေးတကောင်ရံအချိန်မှာငိုပြီးမလာနဲ့အုံတော့အရင်တုန်းကတော့ဟန်ဆောင်တာအရန်ကောင်းခဲ့တာပဲဒီအတွက်ချင်းဆူထားတာဘယ်ချိန်လဲမင်းနဲ့မဆိုင်ပါဘူးစေးပြောင်းထဲတာဘယ်လောက်ကြာပြဒီလဲမင်းနဲ့မဆိုင်ဘူးလို့ငါပြောနေတယ်လေငါ့ကိုလက်ထက်တော့ဘာရီရှာနေတာလဲငွေကြေးအိမ်နဲ့အိမ်အောင်စုစရင်ကိုငါပေးမယ်ငါ့ကိုမထီးနဲ့မင်းအလွန်ကြုံတွေရှောက်တွေးနေပြီးဒါဆိုမင်းဘာလုပ်ချင်လို့လဲဒီအခန်းကိုအရင်ရှင်းလင်းလိုက်ငါ့ကိုမထီးနဲ့ထပ်ပြီးဝင်ရှုပ်မယ်ဆိုရင်ကလာထိုင်နေပါပြစ်ထုတ်ပြမယ်ဘာလုပ်နေတာလဲနေပူဆက်လန်းနေတာရှုလန်အခုမင်းအတွက်ပတိပြောင်းပေးလို့ရပြီလားမင်းရဲ့တနာကရာကိုငါမလိုဘူးဘသူကမင်းကိုတနာနေလို့လဲဒီလိုဆိုးရတဲ့အနက်ဆိုးကြီးကိုထွက်နေစီတာပဲဆက်ပြီးပိတ်လောင်ထားမယ်ဆိုရင်လူတွေကိုတေးစေနိုင်ပါတယ်အနံ့ကိုစိတ်ပြတ်တယ်ဆိုရင်ထွက်သွားလေတူဘူးကြိတ်တဲ့အချိန်တုန်းကဆိုရပဲစေပုတ်100 300တန်ကိုတည်ခဲ့တာမင်းရဲ့ဒီရေးချင်းကအဲ့ဒီလောက်မလေးပင်သေးပါဘူးငါ့ကိုပြဖို့အတွက်မင်းဒီလိုလုပ်နေစရာမလိုပါဘူးဒီအိမ်မှာဘသူအတွက်လုပ်နေတာလဲဒီကစပြီးရှောင်းမန်နဲ့ငါတို့လည်းဆက်ရှင်တန်ကြမှာပါမလုံနဲ့နားလိမ့်မယ်ဒီလိုပုံစံနဲ့ပဲပတိကိုပြောင်းပေးရတာပေါ့ပုံမှန်အားဖြင့်ဘသူမှငါ့ကိုဘာမှမကြွေးကြပါဘူးပြီးတော့ဒီလိုဟာကိုပဲသူမှမကြွေးကြဘူးလို့ခေါ်တာပေါ့မင်းကိုပြန်ခေါ်လာပြီးတော့လေဖြတ်နေတဲ့အိမ်ကိုပေးတယ်အေးဆက်နေတဲ့စပားများကိုပေးတယ်ပြီးတော့ပတ်တီးတောင်မပြောင်းပေးဘူးပေါ့မြို့ပြလူတွေမှာစီကန်းတွေအများများတာပဲဒီကိစ္စတွေကိုဝင်ပါဖို့ဘသူကတောင်းဆိုလို့လဲသူကိုယ်တိုင်မသိပေမဲ့ဒီအိမ်ကဆင်းရဲလွန်းတော့ချမ်းမီသားစုကမင်္ဂလာဆောင်အတွက်လက်ဖွဲ့ငွေ800ကိုဘယ်လိုလုပ်စုဆောင်းနိုင်မှာလဲဘယ်လိုပဲစဉ်းစားအတိတ်ပဲမရှိဘူးဦးလေးချိုးစားလိုက်ပါဒါဆိုရင်နာကျင်နာတွေမရှိတော့ဘူးသူကပေးတယ်ဆိုရင်ယူလိုက်
ပါတို့သမီးတစ်ရောက်လာပြီးနောက်ခန်းထဲမှာရှိနေတဲ့ရော်ချင်းငွေကိစ္စကိုသူမသိစေနဲ့ကြီးလက်ကမိမတွေလည်းစိတ်ဆိုးသွားရင်ကြောက်တတ်ကြပါတယ်ကောင်းပြီလေအမေဒီလအတွက်ဘယ်လောက်လဲ133.5ပဲစပီးတစ်စီးဝယ်ဖို့လုံလောက်ပါတယ်ဘာတွေအဲ့ဒီလောက်အလားနေတာလဲနောက်2လလောက်ထပ်စုလိုက်ဦးမင်းအတွက်စီစဉ်ထားတဲ့ချင်းစုံမှုအတွက်လက်ဖွဲ့ကိုအရင်စုထားလိုက်ပါတွန်ဝန်ကကလေးမကအများကြီးတောင်းဆိုနေတာသူတို့ရဲ့အထင်သေးတာကိုခံလို့မဖြစ်ဘူးဟီဟီငါအမေကကျွမ်းကျင်မှုတော့ရှိသားပဲနောက်ခန်းထဲမှာလဲလျောင်းနေတဲ့အတုံးမကျတဲ့လူငွေတွေကတော့ငါတို့ရဲ့အိတ်ကက်ထဲကိုဝင်လာမှာပဲအတန်တိုးတိုးပြောဒီနေ့မှကြီးလက်ကနေရောက်လာတဲ့သူကြားသွားလိမ့်မယ်ကြောက်စရာကြီးတို့ဖူးချိတ်တဲ့သူကကဘာကိုများလှည့်ပတ်နိုင်ပါလေလားသူကောင်းနေတာကပိုကောင်းလိမ့်မယ်တန်ရှင်းရေးလုပ်ပြီးအဲ့ဒီအတုံးမကျတဲ့လူကိုကျွေးမွေးရမယ်ဒါဆိုရင်တယောက်ကိုအခချင်းငွေပေးရတာကနေတက်တာပေါ့တိမခံနိုင်တော့ပဲထွက်သွားတဲ့နေ့ကျရင်အကောင်းဆုံးပဲပေါ့ပြီးတော့အဲ့ဒီအတုံးမကျတဲ့လူမှာဘဝဆိုးရှိနေတယ်ဆိုရင်တော့ဒီအိမ်နဲ့ငွေကြေးတွေကမင်းအတွက်ဖြစ်လာမှာပါမင်းမလာစဉ်ရော်ချင်းငွေရှိတယ်လေဘသူကမင်းကိုရုံးခန်းကရော်ချင်းငွေအကြောင်းပြောပြတာလေလုပ်ငန်းခွင်မတော်တဆမှုအတွက်ရော်ချင်းငွေကိုစက်ရုံကနေလာစဉ်ပေးတယ်လေမင်းရရှိခဲ့တာပဲမင်းရဲ့ကိုယ်ပိုင်ငွေကိုမင်းကိုပေးတာပေါ့ဒီစားနေရတာတွေကငါတော့အဆုံးသက်သွားပြီဘာမှလည်းအသုံးမဝင်တော့ဘူးဘသူလက်ထဲမှာငွေတွေရှိနေလဲဆိုတာကအရေးမကြီးပါဘူးအသက်ရှင်တန်မှုအတွက်ငွေကြေးတွေကလည်းအတူတူပါပဲအရင်စားလိုက်ပါမနဲ့ကြရင်ဗိုက်ပြေသွားတဲ့အခါစကားပြောဖို့အားအင်တွေရှိလာလိမ့်မယ်ဘာအကြောင်းပြောမှလဲမင်းရဲ့ငွေတွေကဘလို့လုပ်ပြီးတခြားသူတွေရဲ့လက်ထဲမှာရောက်နေရတာလဲ